ချစ်ချိုအမြဲရှိပြီနော်ဟိုကလေးဘွားတော့ငါကြည့်ခဲ့ဘူးတဲ့ရုပ်ရှင်အိုးအာလာတင်နဲ့မဝင်မိခွက်လို့လမ်းစင်နိုင်စွမ်းနဲ့ချစ်ရဲ့ကိုများကြောင့်လေတို့အတွက်အရာရာလိုလေးသေးမရှိတော့ပြီနော်လိုကြရခဲ့ကိုကိုကြောင့်တွေ့ဒီကဘာမြေပေါ်ကိုလိုအင်စတာအားလုံးကြည့်ပြီနော်လိုကြရခဲ့ကိုကိုကြောင့်တွေ့ဒီကဘာမြေပေါ်ကိုလိုအင်စတာအားလုံးအမြဲပြည့်စုံဇက်ကမပြောလဲစိတ်မတောင့်တလိုက်ယုံ